န်းကြီး၄ယေရှုသည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ယော်ဒန်မြစ်နားမှပြန်စဉ်တွင်ဝိညာဉ်တော်သည်တောသို့ပို့ဆောင်တော်မူ၏အရက်40ပတ်လုံးမာန၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏ထိုကာလပတ်လုံးအစာအာဟာရကိုသုံးဆောင်တော်မမူထိုကာလလွန်ပြီးမှမွတ်သိပ်တော်မူ၏မာနကလည်းကိုတော်သည်ဖျားသခင်၏သားတော်မှန်လျင်ဤကြောက်ခဲကိုမုတ်ဖြစ်စေခြင်းကအမိန့်ရှိတော်မူပါဟုလျှောက်လေ၏ယေရှုကလည်းလူသည်မုတ်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဖျားသခင်မိန့်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏တဖန်မာနသည်ယေရှုကိုမြင့်လှသောတောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကိုတခဏချင်းတွင်ပြညွှန်၍ဤဘုံတကိုအာနုဘော်ရှိသမျှကိုငါ၌အပ်ခဲ့ပြီငါသည်ပေးလိုသောသူအားပေးရသည်ဖြစ်၍ကိုတော်အားပေးပါမည်ငါကိုကိုးကွယ်လျင်ဤအလုံးစုံတို့သည်ကိုတော်၏ဥစ္စာဖြစ်လိမ့်မည်ဟုလျှောက်လေ၏ယေရှုကလည်းအချင်းစာတန်ငါနောက်သို့ဆုတ်လော့သင်၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏တဖန်မာနသည်ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွား၍ဗိမာန်တော်၏အထွတ်၌တင်ထားပြီးလျှင်ကျမ်းစာလာသည်ကသင်ကိုစောင့်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားသင်ဖို့မှားထားတော်မူသည်ဖြစ်၍သင်၏ခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မဆချီပင်ကြလိမ့်မည်ဟုလာ၏ထို့ကြောင့်ကိုတော်သည်ဘုရားသခင်၏သားတော်မှန်လျင်ဤအထွတ်မှကိုအောက်သို့ချလိုက်တော်မူပါဟုလျှောက်လေ၏ယေရှုကလည်းသင်၏ဘုရားသခင်ထာဝရဘုရားကိုသင်သည်အစုံစမ်းမပြုရဟုကျမ်းစကားရှိသည်ဟုပြန်ပြောတော်မူ၏ထို့သောမာနသည်စုံစမ်းသွေးဆောင်ခြင်းအမှုအလုံးစုံကိုအကုန်စင်ပြုပြီးလျှင်အထံတော်မှထွက်သွား၍ကာလအတန်အရာနေလေ၏ယေရှုသည်ဝိညာဉ်တော်တကိုးနှင့်ဂါလိလဲပြည်သို့ပြန်၍တည်င်းတော်သည်ပတ်ဝန်းကျင်အရပ်တို့၌အနှံ့အပြားကြော်စောလေ၏တရားစရပ်တို့၌ဆုံးမဩဝါဒပေးတော်မူ၍လူပေါင်းတို့သည်ကိုတော်ကိုချီးမွမ်းကြ၏ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်ပြန်လျင်ထုံးစံတော်ရှိသည့်အတိုင်းဥပုံနေ၌တရားစရပ်သို့ဝင်၍ကျမ်းစာကိုဖတ်ရွတ်ခြင်းကထတော်မူ၏ဇေယျဆောင်သည်ပရောဖက်ဟေရှာယ၏ကျမ်းစာကိုပေးသည်ဖြစ်၍ကျမ်းစာကိုဖွင့်တော်မူလျင်တွေ့သောအချက်စကားဟုမူကားထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့ပေါ်၌တည်တော်မူ၏အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းကငါ့ကိုဗိသိက်ပေးတော်မူ၏ကြေမွသောသူတို့၏အနာကိုပျောက်စေခြင်းက၎င်းဖန်သွားချုပ်ထားလျက်ရှိသောသူတို့အားလွှတ်ခြင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့အားမျက်စိမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းက၎င်းညှင်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းက၎င်းငါ့ကိုဆေလွတ်တော်မူပြီဟုလာသည်ကျမ်းစာကိုလက်၍ဇေယျဆောင်အားပေးပြီးမှထိုင်တော်မူ၏ဇေယျ၌ရှိသောသူအပေါင်းတို့သည်ကိုတော်ကိုစေ့စေ့ကြည့်လျက်နေကြ၏ယေရှုကလည်းယနေ့ပင်ဤကျမ်းစာချက်သည်သင်တို့ကြားသည့်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏ထိုသူပေါင်းတို့သည်ကိုတော်ကိုဝန်ခံ၍တင့်တယ်လျှောက်ပတ်သောနှုတ်ထွက်စကားကိုအံ့ဩချီးမွမ်းလျက်ဤသူသည်ယောသတ်၏သားမဟုတ်တုံလောဟုဆိုကြ၏ယေရှုကလည်းအကယ်၍သင်တို့သည်ပုံပမာကိုဆောင်လျက်အချင်းစေးသမားကိုအနာကိုငြိမ့်စေလော့ငါတို့သည်သတင်းကြားသည့်အတိုင်းသင်သည်ကပေရနောင်မြို့၌ပြုသမျှသောအမှုရာတို့ကိုနေရင်းမြို့၌လည်းပြုပါဟု၍ငါအားပြောဆိုကြလိမ့်မည်သို့တော်လည်းငါအမှန်ဆိုသည်ကားအဘယ်ပရောဖက်မှမိမိနေရင်းမြို့၌မျက်နှာမရတတ်ငါအမှန်ဆိုပြန်သည်ကားပရောဖက်အေလိယလက်ထက်၌3 နှစ်နှင့်6 လပတ်လုံးမိုးခေါင်၍ပြည်နိုင်ငံတစ်လျှောက်လုံးအစာဟာရအလွန်ခေါင်းပါခြင်းရှိသောအခါဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမအများရှိကြ၏သို့တော်လည်းထိုမုတ်ဆိုးမတယောက်ရှိရသောမြအေလိယကိုစေလွှတ်တော်မမူဇီဒုန်ပြည်ဇရတမြို့သူဖြစ်သောမုတ်ဆိုးမတယောက်ရှိရသို့စေလွှတ်တော်မူ၏ပရောဖက်အေလိရှဲလက်ထက်တွင်လည်းဣသရေလအမျိုး၌နူနာဆွဲသောသူအများရှိကြ၏သို့တော်လည်းနေမန်အမည်ရှိသောရှုရိလူမှတပါအဘယ်သူမျှတန့်ရှင်းခြင်းသို့မရောက်ဟုမိန့်တော်မူ၏တရားစရပ်၌ရှိသောလူပေါင်းတို့သည်ထိုစကားတော်ကိုကြားသောအခါပြင်းစွာအမျက်ထွက်သည်နှင့်ထား၍ကိုယ်တော်ကိုမြို့ပြင်သို့နှင်ထုတ်ပြီးလျှင်ထိုမြို့တီယာတောင်ထိပ်စွန်းအငူမှဇောက်ထိုးတွန်းချခြင်းကဆောင်သွားကြ၏ကိုယ်တော်သည်သူတို့အလယ်၌ရှောက်၍ကြွသွားတော်မူ၏ဂါလိလဲပြည်ကပေရနောင်မြို့သို့ရောက်လျှင်ဥပုံနေ၌ဆုံးမဩဝါဒပေးတော်မူ၏အာနာနှင့်ဟောတော်မူသောကြောင့်ပရိသတ်တို့သည်ဒေသနာတော်ကိုအလွန်အံ့ဩကြ၏ထိုတရားစရပ်၌ညဉ့်ညူးသောနတ်ဆိုးဆွဲသောသူတယောက်ရှိ၍အော်နာဇရက်မြို့သားယေရှုကိုတော်သည်ကျွန်ုပ်တို့နှင့်ဘယ်သို့ဆိုင်သနည်း
ကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းကလာသလောကိုတော်သည်ဘယ်သူဖြစ်သည်ကိုကျွန်ုပ်သိပါ၏ဘုရားသခင်တန်ရှင်းတော်မူသောသူဖြစ်ပါသည်ဟုကြီးသောအသံနှင့်ဟစ်ကြော်လေ၏ယေရှုကလည်းတိတ်ဆိတ်စွာနေလောထိုသူ၏ထဲကထွက်သွားလောဟုဆုံးမတော်မူလျင်နတ်ဆိုးသည်ထိုသူကိုလူများအလယ်၌လှဲချ၍ဘေးဥပတ်မပြုဘဲထွက်သွား၏လူပေါင်းတို့သည်မိန်မောတွေ့ဝ၍ဤစကားသည်အဘယ်သို့သောစကားနည်းညင်ညူးသောနတ်တို့ကိုအာနာတကိုးနှင့်မှထား၍သူတို့သည်ထွက်သွားကြသည်တကားဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏တရင်တော်သည်လည်းပတ်ဝန်းကျင်အရက်တို့၌နှံ့ပြားကြော်စောလေ၏တရားစရပ်မှထွက်ပြီးလျင်ရှိမုန်အိမ်သို့ကြွတော်မူ၏ရှိမုန်၏ယောက်ခမသည်ပြင်းစွာသောဖျားနာဆွဲသည်ဖြစ်၍သူ့အတွက်ကိုယ်တော်ကို